ဒီမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်73ချိန်အတွက်ဒါကျွန်တော်တင်ခဲ့တဲ့ကောင်လေးတွေကဒီမှာရှိတယ်ပေါ့နော်ဒီဆိုရင်38ရှိမယ်ကျွန်တော်တို့အချိန်က383ညနော်ဗရိတ်လိုင်းဒီ9 6ခွန်ပေါ့နော်ရှိတယ်ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီမှာဗရိတ်နဲ့ချိန်နဲ့ပေါင်းပြီးတော့ကဏ္ဍထုတ်ချိန်နဲ့ထုတ်လို့ရတယ်နော်โอเคနောက်ထပ်2ခုတင်ထားတာရှိတယ်ပေါ့နော်တန်းတစ်လုံးကကျွန်တော်2ခုတင်ထားတယ်အကုန်လုံးကကျွန်တော်3လုံးကအပီးပေါက်တွေကြီးပဲပေါ့နော်3လုံးအပီးပေါက်တွေကြီးပဲဖြစ်တဲ့အတွက်အရန်အများကြီးတော့မဟုတ်ဘူးပေါ့နော်ဒီမှာ3 1 8ဒါအပီးပေါ့နော်ပြီးရင်4 2ခွန်အပီးပေါ့နော်တန်းတစ်လုံးနဲ့သွားမှာဆိုတော့ပေါ့နော်ဒီကောင်တွေတဲကပဲကျွန်တော်တို့ဒီကောင်အချုပ်ကထုတ်ထားတယ်ပေါ့နော်ဒီအတွက်ကြောင့်ဒီအပီးပေါက်2ကွက်ကိုကျွန်တော်တို့အဓိကအနေနဲ့တင်ပြီးတော့ကစားစေခြင်းတယ်ပေါ့နော်โอเค4 2ခွန်ရဲ့3 1 8ရဲ့ပေါ့နော်သူကဒီမှာအပီးပေါက်2ခုဖြစ်တဲ့အတွက်ပေါ့နော်ဒီကောင်2ခုကတော့ကျွန်တော်တို့ပတ်လည်ပေါ့နော်ပတ်လည်လေးကစားတယ်အောက်ကကောင်တော့ဒါကိုကြိုက်တယ်လို့ကစားကြည့်ပေါ့နော်ဒါမှအပူအခွတွေများတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဖြတ်ပြီးတော့ထိုးမယ်ဆိုလဲကဏ္ဍကတော့အရင်အများကြီးတော့မထွက်ဘူးနည်းနည်းလေးကြော့သွားမယ်ပေါ့နော်โอเคဒါဆိုရင်ဒီမှာကျွန်တော်ရွေးထားတဲ့ကဏ္ဍလေးတစ်ချက်ကြည့်ရအောင်ပေါ့နော်ဒီ4ခွန်4เนาะဒီကနေစရွေးထားတဲ့4ခွန်4เนาะ4ခွန်4 4 2 2ပေါ့နော်4 2 2ဒီတိုင်းပဲ2 2ခွန်2เนาะ2ခွန်2ဒီလိုလေးရွေးထားတယ်ဒီတဲကပဲပေါ့နော်ဒီတဲကပဲโอเคဒါဆိုရင်ဒီကောင်3ခွက်ပေါ့နော်ဒီတဲကကျွန်တော်3ခွက်ရွေးထားတယ်ပြီးရင်ဒီမှာ3 1 3 3 1 1 8 8 1เนาะပြီးရင်8 8 8 8 1က2ခုတောင်ဖြစ်နေတယ်เนาะကျွန်တော်တခုမှားတာဖြစ်လိမ့်မယ်8 1 1เนาะ8 1 1တခုက8 1 1เนาะဒီမှာကကျွန်တော်ပြင်လိုက်မယ်เนาะဒီမှာ8 1 1เนาะပြင်လိုက်ပြီเนาะ8 1 1ဒီဘက်မှာရေးပေးလိုက်ပါမယ်မထူးတော့ဘူးပေါ့နော်โอเค8 1 1เนาะကျွန်တော်မှားပြီးတော့ရေးထားတာ881ဆိုပြီးတော့เนาะဒီမှာပါပြီးသား881ကเนาะโอเคဒါဆိုရင်883เนาะကျန်တဲ့ဟာလေးတွေကကျွန်တော် break တွေနဲ့လိုက်ပြီးတော့ကြိုက်ထုတ်ထားတာပေါ့နော်ကြိုက်ထုတ်ထားတာ839ရှိမယ်811 592 36 8ပေါ့နော်ဒါဆိုရင်စုစုပေါင်းဒီကျွန်တော်ဒီ2ကွက်เนาะဒီ2ကွက်ထားလိုက်မယ်ပေါ့နော်2ကွက်ဒီမှာ3ဒီမှာ3ဆိုတော့6ပေါ့နော်ဒီမှာက3 9ကွက်10ကွက်11ကွက်12ကွက်13ကွက်เนาะစုစုပေါင်း total 13ကွက်ဖြစ်ပါတယ်เนาะ screenshot လေးရိုက်ပြီးတော့ဒီတက်ကဒါကျွန်တော်ထုတ်ထားတာပေါ့နော်ကြိုက်တယ်ဆိုရင်လည်းကန်ဆယ်ကြည့်ပါမကြိုက်ဘူးဆိုလည်းကိုယ်တိုင်ရွေးချယ်ပြီးတော့ကစားပေါ့နော်โอเคပါအားလုံးပဲမနေ့ကကျွန်တော်73ချိန်မှာစစ်ပြီးတော့အဆင်ပြေကန်ကောင်းပါစေเนาะ14ချိန်မှာကတော့ကျွန်တော်တို့အောင်ထားတဲ့မူလေးအစ်စ်ကိုကျွန်တော်တင်ပေးရမှာပေါ့နော်တန်းတစ်လုံးအပြီးပါเนาะရှေ့တစ်ပတ်မှာစစ်ပြီးတော့စောင့်ပြီးတော့ကြည့်ပေးပါအောင်ဗျအားလုံးပဲဘိုင်ဘိုင်မှာ